ကဲဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ Manchester United အသင်းရဲ့နောက်ဆုံးရဒီ injury upgrade အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်တော့အခုလက်ရှိမှာဆိုရင်တော့ Manchester United အသင်းရဲ့နောက်ခံလေဒီယိုကိုဒါလောကတော့ကျွန်တော်ခြေသလုံးကြွက်သားဒဏ်ရာကြောင့်ပဲအခုလက်ရှိကျွန်တော်တို့ဒါ Ruben Amorim လည်းတရားဝင်ပြောထားရပေါ့နော်ဒီယာတီကုန်ထိနားရသွားပွဲရှိတယ်ဆိုပြီးတော့လည်းပြောထားဆိုတော့ဒီအခြေအနေကတော့တော်တော်လေး United အသင်းတော့တော်တော်လေးတိုင်ပတ်တယ်လို့ပြောရမှာပဲဒါပေမဲ့တခုကောင်းတာကကြတော့အခုလက်ရှိမှာယာတီကလည်းကုံဖို့ကတိတ်ပြီးတော့မလိုတော့တဲ့အခြေအနေတခုမှာအဲ့လေးတခုကတော့ United အတွက်ကတော့ဟိုတကယ်ကိုအဆင်ပြေသွားခဲ့လို့ပဲပြောရမှာပေါ့နော်အဲ့တော့အခုလက်ရှိဒီနောက်တန်းမှာ United ရဲ့နောက်တန်းပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်ဒါ Lisandro Martinez injury ဖြစ်နေတယ်အခုဒါတော့ injury ဖြစ်နေတယ်ဒီလက်ကတော့ကျွန်တော်တို့ဒါ injury နဲ့ပြန်ပြီးတော့တက်တာလာဖို့ဒါအခြေအနေတော်တော်ကောင်းနေပြီဆိုပြီးတော့လည်းသိရှိရတယ်ဆိုတော့ဒီလက်တက်ကတော့ထားလိုက်တော့ဗျာဒါပေမဲ့ဒီလက်တောင်မှပဲဒီ Europa League ပွဲစဉ်မှာပါဝင်ဖို့ဆိုတာကတော်တော်လေးမဖြစ်နိုင်တဲ့ကိစ္စဗျာအဲ့တော့ဒီနောက်တန်းပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Fedison ရှိမယ် Liniero ရှိမယ် Harry Maguire ကျွန်တော်မာသာဝါရီလင်ဒီလော့ဒီ9ယောက်ရှိမယ်ပေါ့နော်ဒီ9ယောက်ထဲနဲ့အခုလက်ရှိဒီယာဒီကုန်ထိသွားဖို့ဆိုတော့တော်တော်လေးတော့ခက်ခဲတဲ့အခြေအနေတစ်ခုလို့တော့ကျွန်တော်ပြောလို့ရတယ်နောက်ပြီးတော့ဒီ Europa League ကန်စီယာလည်းရှိနေရဆိုတော့ပို့ပြီးတော့စိုးရင်ရတာပေါ့နော်ဒါတော့ဆိုတာလည်းအခုလက်ရှိမှာကပွဲတိုင်းလိုပွဲထွက်ပြီးတော့ကစားနေရကစားသမားတစ်ယောက်ဗျာနားရတာကကျွန်တော်ဒီဟူဘာနဲ့ပွဲစဉ်တော့ပထမပိုင်းတစ်ပိုင်းလောက်ပဲဒါနားရတယ်ပေါ့နော်ဒုတိယပိုင်းမှာလူစားဝင်ပြီးတော့ကစားရတဲ့ပွဲစဉ်တွေရှိခဲ့တယ်ဒါတော့အခုလက်ရှိဒီယာဒီမှာဆိုရင်ဒါတော့နဲ့ Bruno Fernandes ကအသင်းအတွက်တော်တော်လေးကိုဟိုကစားပေးထားရတဲ့ကစားသမားတွေလို့ပြောလို့ရတယ်အဲ့တော့ဒါတော့တရားကိုကျွန်တော်တို့ဒီယာဒီကုန်ထိလက်လွှားပွဲအခြေအနေရှိတယ်နောက်တစ်ခုကကျွန်တော်သတင်းကောင်းပေါ့နော်နောက်တစ်ခုသတင်းကောင်းကကြတော့ Ahmedia လို့ပေါ့နော် Ahmedia လို့ဆိုရင်လည်းကျွန်တော်တို့ဒီနောက်အပတ်ထဲမှာဒါလေ့ကျင့်ခန်းတွေပြန်ပြီးတော့လုံးနိုင်တော့မဲ့အခြေအနေရှိရဆိုတော့ဒါကတော့သတင်းကောင်းပေါ့နော်အဲ့တော့ Europa League ပထမအကြော့မှာ Ahmedia လို့နဲ့မပါဝင်နိုင်ဘူးဆိုရင်ဒုတိယအကြော့လောက်မှာဆိုရင်တော့ Ahmedia လို့ဒါပြန်ပြီးတော့ပါဝင်လာနိုင်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်မိတယ်ဗျာ Ahmedia လို့ဒါပြန်ပြီးတော့ပါဝင်လာခဲ့မယ်ဆိုရင်တော့ United အသင်းအနေနဲ့ဆိုရင်တော့ Europa League မှာကျွန်တော်တို့တော်တော်လေးအဆင်ပြေသွားပြီလို့တော့ကျွန်တော်တို့ထင်ပါတယ်အဲ့တော့အခုလက်ရှိကျွန်တော်တို့ဒါတော့နေရာမှာအစားထိုးဖို့ကျွန်တော်တို့ဒါကြည့်မယ်ဆိုရင်တော့နောက်တိုင်းပိုင်းမှာကြည့်မယ်ဆိုရင်တော့ Liniero တို့ဘာလို့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတော့လို့ကစားသမားမျိုးကကြတော့ဒီ Europa League ပွဲစဉ်တွေမှာလွဲချော်သွားတာကတော့အသင်းတွေနည်းနည်းလေးတော့အနေများတဲ့အခြေအနေတခုလို့ပြောလို့ရတယ်ဘာလို့ဆိုတော့တပြည့်ကစားသမားတွေကတော့ရှိရဗျာဒါပေမဲ့ဒါတော့လို့ဒါအတွေ့အကြုံရှိတဲ့ကစားသမားမျိုးကတကယ်ကိုအရေးပါတယ်လေဗျာဒီမှာဒါတော့လို့ Bruno Fernandes တို့ဆိုတာကအသင်းအတွက်ဒါမရှိမဖြစ်ကစားသမားတွေလို့ပြောလို့ရတယ်အဲ့တော့ဒါလို့ဆိုရင်လည်းကျွန်တော်တို့ injury မဖြစ်တာတော့ကြာပြီအခုမှဒါ injury ပြန်ပြီးတော့ဖြစ်သွားခဲ့တယ်ဆိုတော့အပြစ်တော့ပြောလို့မရဘူးပေါ့နော်United ပရိသတ်တွေအနေနဲ့ဆိုရင်ရောအခုလက်ရှိဒါတော့ရဲ့ injury နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒါတော့တယောက်ကျွန်တော်ရာသီကုန်ထိနားရမယ်လို့ထင်ကြလား comment မှာတစ်ချက်လောက်ဆွေးနွေးပေးကြပါဦးMM Media ကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်အားကစားတဲ့အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေကြတဲ့ MM Media ရဲ့ Facebook YouTube TikTok တို့ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုခြင်းတဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခါမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံနေကြရမယ်ကျွန်တော်တို့အစီအစဉ်ဆက်သူဖာဖာလေးပဲဖြစ်ပါတယ်